အားလုံးပဲမင်္ဂလာပါဘောလုံးပွဲတွေကိုနေ့စဉ်စင်ဆက်မပြတ်တင်ဆက်ခံမှန်းပေးနေတယ်မိမက YouTube channel နဲ့ကြိုးဆိုပါတယ်ဒီနေ့ဆိုလို့ရှိရင်တော့ match လ9ရက်ဒီနေ့တနေ့လာညမှာဆိုလို့ရှိရင်တော့ဒီနေ့ပွဲစဉ်လေး3ပွဲပဲရှိပါမယ်ဒီနေ့ကတော့အဖေဘလာပွဲစဉ်တွေကဝက်ဆန်နဲ့ Brentford ပွဲရှိမယ်တီလီစီးတီပွဲစဉ်တွေကလာဇီယိုနဲ့ဆက်စုအိုလိုပွဲရှိမယ်စပိန်လာလီဂါပွဲစဉ်တွေအက်စပန်ညိုနဲ့ Real Oviedo ဒီပွဲ3ပွဲပဲရှိပါတို့ဗျကိုပထမဆုံးပွဲအနေနဲ့စပိန်လာလီဂါပွဲစဉ်လေးနဲ့စမယ်သူကကျတော့အက်စပန်ညိုနဲ့ Real Oviedo တို့ရဲ့ပွဲဖြစ်ပါတယ်သူကမြန်မာစံတော်ချိန်ည2နာရီခွဲမှာနောက်ကြပိုင်းလာမယ်ပွဲပေးတာအက်စပန်ညိုတစ်လုံး90ပေါင်ပေးထားတယ်9ပေါင်နှလုံးကို90ရှုံအဲ့ဒါမနက်ခင်းကနေခုအချိန်ထိပေါ့ဒီကြေးပဲပေါက်ထားတာတွေ့တယ်သူတို့ဒီနှစ်သင်းလုံးကတော့ရလက်တွေမကောင်းဘူးနောက်ဆုံး5ပွဲပေါင်လုံးကနှစ်သင်းလုံးမကောင်းဘူးအက်စပန်ညိုတော့ခုလက်ရှိအဆင့်ခုမှာရှိရမှာ36မှတ်အဲ့တော့ဒီနောက်ဆုံး5ပွဲ3ပွဲရှုံ2ပွဲတည်ဒီသူရှုံးထားတဲ့ပွဲတွေကဆိုလို့ရှိရင်တော့အလာဘက်ကိုရှုံးအဲ့ဒါကအိမ်ကွင်းမှာရှုံးထားတယ်ဗီလာရီယယ်နဲ့အဝေးကွင်းမှာရှုံးအတက်လက်တီကိုအဝေးကွင်းမှာရှုံးတေးကြတာအိမ်ကွင်းကနေဆက်တာဘီကို2-2တည်ဟိုနေ့ကအဲရှိတဲ့နဲ့အဝေးကွင်းကနေ2-2တည်အဲ့ဒီရလဲဒီ Oviedo ကတော့အဆင့်20မှာရှိရပြဒီနေ့ရာဒီ26ပွဲကစားတဲ့ထဲမှာ3ပွဲပဲနိုင်ဘူးတယ်သူချစ်ပွဲတည်15ပွဲရှုံးဒီနောက်ဆုံး5ပွဲထဲမှာသူကနိုင်ထားတာအိမ်ကွင်းကနေပြီးတော့ဂျီရိုနာကိုနိုင်ထားတဲ့ပွဲလေးတော့ရှိမယ်ဗျကျန်တာတဲ့တော့ဒီအတက်လက်တီကိုတို့ရှုံးနောက်တော့ဘယ်လ်ကာနိုကိုရှုံးဘီဘာအိုကိုရှုံးတပွဲကျတော့ဆက်ဆိုလိုနဲ့အဝေးကနေတစ်ဖက်3ကိုတည်ဒီရက်လက်တော့ရထားသူတို့ကအရင်တကြော့ဒီ Oviedo အိမ်ကွင်းတော့အက်စပန်ညိုက Z2 နဲ့နိုင်ထားတယ်ဗျအက်စပန်ညိုက Z2 နဲ့နိုင်ထားတယ်ခုဟာကအက်စပန်ညိုအိမ်ကွင်းထုံးစံအတိုင်းပုံမှန်ဆိုတော့ကျွန်တော်ဒီလိုကြေးမျိုးကနည်းနည်းအကြိုက်နေတယ်ပေါ့သူနိုင်ရင်အပြည့်ရပေးထားတယ်ဆိုလို့ရှိရင်လေဒါမဲ့သူနိုင်အပြည့်ရဆိုမလို့လဲတရေဆိုရင်လုံးဝအရှုံးကြီးပါကျွန်တော်တော့ Real Oviedo ဘက်ကဘာမှမျှော်လင့်လို့ရလိမ့်မယ်လို့ထင်ဘူးဒီပွဲမှာတော့ကျွန်တော်အက်စပန်ညိုပဲကြိုက်တယ်သူနိုင်ဖို့တေးကြမယ်ဆိုရင်အနားနဲ့တလုံးကို80အပေါင်80အပေါင်အဲ့ပုံစံလောက်ထိအောင်ဖြစ်လာတော့ပါတယ်ကျွန်တော်ဒီပွဲမှာတော့ Espanyol ပဲကြိုက်ပါတယ်ဘိုးပေါင်း9ဆိုရင်တော့နှလုံးကို90ရှုံးဒီပုံစံတော့ပေးထားတယ်ဗျဘိုးပေါင်းနှလုံး90ရှုံးကျွန်တော်တော့ဒီပွဲဘိုးပေါင်းအောက်ပဲကြိုက်တယ်ဗျဘိုးပေါင်းအောက်ပဲကြိုက်တယ်ဆိုတာဒီ Espanyol တစ်ဖက်ထဲ 1C 2C ဒီပုံစံပဲဖြစ်လိမ့်မယ်လို့ပဲညှို့လင်းနေဗျ Real Oviedo ဘက်ကကျွန်တော်တော့ဘိုးတောင်တွင်းနိုင်လိမ့်မယ်လို့သိမထင်ဘူးအဲကြောင့်ကျွန်တော်ဒီပွဲမှာ Ancient Espanyol ရွေးပြီးတော့ဘိုးပေါင်းအောက်ရွေးပါတယ်ဗျဒီနောက်တစ်ပွဲကျတော့ဒါတော့တီလီစီးရီပွဲစဉ်ပေါ့သူကကျတော့လာဇီယိုနဲ့ဆက်စုအလိုလိုပွဲဖြစ်ပါတယ်သူက2:15မိနစ်မှာကစားမယ်ပေးတာလာဇီယို level ကို90အနှုတ်ပြန်ပေးတယ်ကိုပေါင်းချင်းဆိုလို့ရှိရင်နှလုံးကို40အရှုံး50ရှုံးဒီပုံစံပေါက်တယ်ဗျကစားမှာလာဇီယိုအိမ်ကွင်းသူတို့နှစ်သင်းလဲဒါခုလက်ရှိဒီလာဇီယိုကတော့အဆင့်7မှာရှိတယ်ရမှ34မှတ်ဆက်ဆိုတော့အဆင့်9မှာရှိတယ်ရမှတ်36မှတ်ရမှတ်4မှတ်လောက်กว่าတယ်ပေါ့အဆင့်9နဲ့အဆင့်7ဒီနောက်ဆုံး5ပွဲဖောင်မှာဆိုလို့ရှိရင်တော့ဒီဟွာကလာဇီယိုကတော့မကောင်းမှသူနိုင်ပွဲလုံးဝမရှိဘူးဒီနောက်ဆုံး5ပွဲတယ်တရေကစားထားတဲ့3ပွဲတော့ရှိမယ်တရေကစားထားတဲ့3ပွဲကသူ့တို့ရလက်ကောင်းလာလို့ပြောရမှာပေါ့ရှုံးပွဲ2ပွဲရှိတယ်ဗျအိမ်ကွင်းကနေအက်တလန်တာကိုရှုံးထားတဲ့ပွဲရှိတယ်အက်တလန်တာကိုရှုံးတဲ့ပွဲရှိမယ်တိုရီနိုအဝေးကွင်းကနေရှုံးထားတဲ့ပွဲရှိမယ်တရေကစားတာကဘိုလိုနာနဲ့အဝေးကွင်းတရေကာဂလရီနဲ့အဝေးကွင်းတရေအက်တလန်တာနဲ့သူတို့ဒါဟိုနှစ်ခါကစားတာဗျဒီနောက်ဆုံးပွဲမှာကျတော့အိမ်ကွင်းကနေအက်တလန်တာကိုသူတရေကစားထားတာတွေ့တယ်ဆက်ဆိုလိုကဒီနောက်ဆုံး5ပွဲဖောင်မှာဆိုလို့ရှိရင်သူက4ပွဲနိုင်အင်တာနဲ့ပွဲသူ9ပြည့်ရှုံးထားတယ်ဂျန်နာတွေကဒီပီဇာကိုနိုင်အိုရင်းနီကိုနိုင်ဘရိုနာကိုနိုင်ဒီနောက်ပိတ်ဆုံးအိမ်ကွင်းကနေအက်တလန်တာကိုတောင်သူနိုင်ထားတယ်ဗျအဲ့ဆိုဒီနောက်ဆုံး5ပွဲမှာသူ4ပွဲနိုင်ထားတစ်ပွဲရှုံးအဲ့သူတို့အရင်တကြော့ဆက်ဆိုလိုအိမ်ကွင်းကစားတော့လေလာသူကမနိုင်ထားဘူးဆက်ဆိုလိုကပဲနိုင်ထားတယ်ဗျခုကတော့ဆက်ဆိုလိုကအဝေးကွင်းဖြစ်တော့သူကတော့အခုတော့သူအောက်ကြီးပေါ့ဗျဒီဟိုလာသူကကြီးပြီးတာခံထားလာသူကအခုကအဆင့်7မှာရှိတယ်အိမ်ကွင်းဆိုတော့သူကအပေါ်ကြီးဗျသူ90အနှုတ်ပြန်ပေးတယ်90အနှုတ်ပြန်ပေးကျွန်တော်ကတော့ဒီပွဲမှာတော့ဆက်စုအလိုပဲကြိုက်တယ်ဆက်စုအလိုပဲကြိုက်တယ်ဆိုတာကဆက်စုအလိုဒီနောက်ဆုံး5ပွဲတဲ့ခုနရလက်တွေတောက်လျှောက်ကောင်းနေတာ
ဒီဟွာကလာစီကိုကအိမ်ကွင်းဆိုတော့အမြင့်ဆုံးသူတရေတွေပဲကစားနေတာတွေ့ရတယ်ဒီနောက်ဆုံး၅ပွဲဖောင်တယ်တော့ချောက်မကောင်းတာဘူးဗျကျွန်တော်ဒီပွဲလဲဆက်စုအလိုအနေဆုံးတရေကစားနိုင်လိမ့်မယ်လို့ပဲမျှော်လင့်နေဒီပွဲတော့ကျွန်တော်ဆက်စုအလိုဘော်တွေကြိုက်တယ်ဆက်စုအလိုဘော်တွေကြိုက်တယ်ဂိုးပေါင်းနှလုံး90ရှုံးဂိုးပေါင်းအပေါ်ကြိုက်တယ်အရင်ဟိုသူချင်းတွေ့တဲ့တကြောကတော့1-0နဲ့ပဲပြီးတာဒီပွဲဂိုးပေါင်းပေါ်နိုင်တယ်ကျွန်တော်ဂိုးပေါင်းပေါ်နိုင်တယ်ဆိုတာဆက်စုအလိုကအရင်ကနဲ့မတူခုနောက်ပိုင်းဂိုးတွေတော့တွင်းနိုင်တယ်ဒီနောက်ဆုံး၅ပွဲဆိုလဲဂိုးမပေါ်တယ်ပွဲတပွဲမှမရှိဘူးအဲ့ဒါဆိုတော့ကျွန်တော်ကဒီပွဲလာသူလဲဂိုးသွင်းနိုင်လိမ့်မယ်ဗျာနှစ်ဖက်ပေါင်းသွင်းကို3လုံးလောက်တော့ရောက်လိမ့်မယ်လို့ပဲမျှော်လင့်တယ်ဂိုးပေါင်းအပေါ်ကြိုက်တယ်ဒီပွဲဘော်ဒီဆက်စုလို့ရွေးပါတယ်ဒီနောက်တပွဲကတော့ဒါပရီးမီးယားလိအသင်းတွေနှစ်သင်းပေါ့ဗျာဒါတော့ FA ဖလားပွဲတင်ပါသူကဝက်ဆန်နဲ့ဘရန်ဖို့တို့ရဲ့ပွဲဖြစ်ပါတယ်သူကကျွန်တော်2နာရီမှကစားမယ်ဗျပေးတာကဘရန်ဖို့ level 30ရှုံးပေးတယ်ဘရန်ဖို့ level 30ရှုံးဂိုးပေါင်း3လုံးကိုအပေါင်း90ပေးထားတွေ့အခုကျွန်တော်အတန်သွင်းတဲ့ချိန်ပေါ့နေ့လေပိုင်းလောက်ရောက်တော့ပါပြီဘရန်ဖို့ကတရေကို45ရှုံးပေးတယ်ဂိုးပေါင်းကတော့3လုံးကိုအပေါင်း90ပါပဲသူတို့ဒီနှစ်သင်းကဒါပရီးမီးယားလိမှာကစားနေကြတဲ့အသင်းတွေပရီးမီးယားလိမှာဆိုလို့ရှိရင်တော့ဒါဘရန်ဖို့အဆင့်ခွန်44မှတ်ရထားတဲ့အသင်းဒီဝက်ဆန်ကတော့အဆင့်စစ်ချင်းမှာတော့ရမှ20နဲ့ချင်းမှတ်တော့တန်းစင်းဆုံးရောက်နေတယ်ပရီးမီးယားလိမှာတော့အထက်က Nottingham Forest လည်း20နဲ့ချင်းမှတ်ပဲ Nottingham Forest ကလည်းအဆင့်7တော့တန်းစင်းဆုံးလွတ်နေတာပေါ့ဗျာအဲဆိုတော့ဝက်ဆန်တို့ကပရီးမီးယားလိမှာဒါတန်းစင်းဆုံးလွတ်ဖို့ယုံနေရတဲ့ကာလဗျပရီးမီးယားလိမှာတန်းစင်းဆုံးလွတ်ဖို့ယုံနေရတယ်သူကဒါအဆင့်ဆက်ချစ်ဆိုတော့တန်းစင်းဆုံးကလွတ်နိုင်ပွေရရှိတဲ့အသင်းသူ့အထက်မှာဒီNottingham Hotspur 20နဲ့9မှတ် Nottingham Forest 20နဲ့7မှတ်ဒီ West Ham လည်း20နဲ့7မှတ်ပဲအဲဆိုတော့နောက်ထပ်လက်ကျန်6ပွဲလောက်ကျန်နေတဲ့အထက်မှာသူနိုင်ပွဲလေးတွေရလာမယ်ဆိုတော့တန်းစင်းဆုံးလွတ်နိုင်တယ်ဒါအဖေဗလာပွဲစဉ်ဆိုမလို့ Premier League ပွဲစဉ်ထည့်ပြောရတာလေဒါ West Ham က Premier League ပွဲစဉ်တွေကိုအဓိကအာရုံထားရမှာဗျဒီ FA ဗလာရဖို့မရဖို့ဆိုတာထက်ရှင်းနေ Premier League မှာစက္ကန့်ရဖို့ကပိုအရေးကြီးတယ်ကိုရေးကြီးတယ်ကိုအဲ့ကလည်းတန်းစင်းဆုံးကလွတ်အောင်ယုံနေရတာဆိုတော့လေနှစ်ဖက်အာရုံအရန်ထားလိမ့်မယ်လို့တော့မထင်ဘူးနှစ်ဖက်အာရုံအရန်ထားလိမ့်မယ်မထင်ဘူးကျွန်တော်တို့ဒီတန်းစင်းဆုံးကလည်းလွတ်ဖို့ယုံအောင်မှာဖြစ်တဲ့အတွက်ဒီပွဲမှာနည်းနည်းအာရုံအထားနဲမလားလို့ကျွန်တော်အတွေးပေါ့သူချင်းအရင်ပရီးမီးယားလိပွဲစဉ်ဒီပွဲကစားတာလဲဝက်ဆန်အိမ်ကွင်းမှာဒီဘရန်ဖို့ကပဲနိုင်ထားတာတွေ့တယ်ဗျဘရန်ဖို့ကပဲနိုင်ထားတာတွေ့တယ်ခုပွဲလဲကျွန်တော်တို့ brand ဖို့ပဲကြိုက်တယ် brand ဖို့ပဲကြိုက်တယ်ဆိုတော့သူ့မှာဒန်ရကစားသမားလေးတွေတော့ရှိတယ်ဗျာဒါမလို့ brand ဖို့ကဒီနေ့အိမ်ကွင်းအိုးကွင်းတိတ်မရွေးဘူးကောင်းနေတာဒီနောက်ဆုံး၅ပွဲထဲမှာတော့သူတရေပွဲတွေရှိတယ်အာဆင်နယ်နဲ့အိမ်ကွင်းတရေကြားတဲ့ပွဲရှိမယ်နောက်ပြီးတော့ဒီ FA ဖလားပွဲစဉ်မှာပဲဟိုအသင်းငယ်လေးကိုနိုင်ထားတဲ့ပွဲရှိမယ် Brighton ကိုတော့အိမ်ကွင်းကနေရှုံးတာဗျနောက်တော့ပန်လေးကိုအဝေးကွင်းကနေနိုင်ဟိုနေ့ဘုံမောက်ကိုတော့တရေကစားထားတယ်အဲ့တော့ဒီနောက်ဆုံးကပွဲမှာ Brighton နဲ့ရှုံးတဲ့ပွဲပဲရှိမယ်ကျန်တာလေးတွေကနိုင်ပွဲနှစ်ပွဲတည်ရင်နှစ်ပွဲပေါ့ဝက်ဆန်လည်းအရင်ကနဲ့စာရင်တော့မဆိုးတော့ဘူးသူလည်းခုနောက်ပိုင်းတော့ကောင်းလာပြီတန်းစင်းတော့လည်းမလွတ်တလွတ်လောက်ဖြစ်လာဒီပွဲမှာကျွန်တော်တော့ Brentford ကိုပဲအကြိုက်တွေ့တယ် Brentford အကြိုက်တွေ့တယ်က Brentford ကခုလက်ရှိတန်းစင်းတော့လည်းအေးအေးကြောင့်လွတ်ထားတဲ့အသင်းအဆင့်ခွန်လောက်မှရှိတယ်ဗျာအဆင့်ခွန်လောက်မှရှိတယ်ဒါအဆင့်ခွန်ဆိုတော့သူနောက်ပိုင်းပွဲတွေရလက်တွေကောင်းလာရင်ဒါယူရိုပါလိဘာညာဝင်ခွင့်ရမယ့်နေရာတော့ရောက်သွားနိုင်တယ်ပရီးမီးယားလိပါလေတော့ဒီနေ့အခြေအနေကောင်းတယ်စင်ကွန်တန်းစင်းတော့လည်းအေးအကြောင်းလွတ်နေရဆိုတော့သူအနေနဲ့ FA ဘလာကိုပို့ပြီးတော့အာယုံစိုက်လို့ရတဲ့အသင်းဗျကျွန်တော်ဒီပွဲ Brentford ဘော်တွေကြိုက်ပါတယ် Brentford ဘော်တွေကြိုက်တယ်ဘောပေါင်း3လုံး90ပေါင်းတာနှစ်ပတ်လုံးသွင်းမဲ့ပွဲပါနှစ်ပတ်လုံးသွင်းနိုင်တဲ့ပေါက်ကြီးမျိုးဒီပွဲမှာ9ပေါင်းတော့9ပေါင်းအပေါ်ကြိုက်တယ်Brentford ကြီးဂိုးသွင်းနိုင်တာမဟုတ်ဒီဟိုကလည်းဝက်ဆန်လည်းခုနောက်ပိုင်းဂိုးတွေသွင်းနိုင်နေဆိုလေဒီပွဲကိုအပြိုင်ဂိုးသွင်းလိုက်မယ်မျှော်လင့်ပါတယ်ဒီပွဲကိုဘပေါင်းအပေါ် body Brentford ရွေးပါတယ်ဗျကျွန်တော်မနေ့ကခံမှန်းတဲ့ပွဲစဉ်လေးတွေကတော့မနေ့ကအမှန်တော့နဲတယ်ဗျဒီ Inter ပွဲမှာဆို AC Milan body တို့ Leeds United body တို့ဒီဟာလေးတွေလောက်ပဲမှန်ပါတယ်မနေ့ကတော့အမှားများတယ်ဗျဒီနေ့ကလည်း3ပွဲလေးရှိလာဆိုကြိုက်လဲကစားမကြိုက်လဲလုံးဝရှောင်ပေါ့ဗျာဟိုပွဲကနဲတော့လေရွေးရတာတိတ်ပြီးမရွေးပြောပွဲလေးတွေကိုကစားတဲ့အခါဆိုလို့ရှိရင်ကိုယ့်ရဲ့အုံနှောက်လေးနဲ့လည်းတွေးပြီးတော့ဆုံးဖြတ်ကစားဖို့အကြံပေးတယ်ဗျကျွန်တော်ပြောတဲ့အတိုင်းကြည့်ပဲလုံးဝအလိုမျိုးတစ်ထိချပြီးတွက်ဖက်နေလေကိုယ်တွေးကိုယ်စိတ်ကူးလေးနဲ့လည်းဟိုအကြိုက်တူမှအလိုမျိုးကစားဖို့ကြံပေးတာပါ
မနေ့ Telegram channel လင်းမှာပေးတယ်ဗျာ Telegram channel ကတပွဲရမှာတပွဲရသရေးတပွဲရရှုံးဆိုတော့အတူတူတော့ပဲဘာမှမနေရမရလိုက်ဘူးမကုန်လိုက်ဘူးဟောမှာလည်းအတူတူပဲ member မှာဆိုလည်း၄ပွဲပေး2ပွဲမှန်2ပွဲမှာအဲ့ဒါလည်းမရလိုက်ဘူးမနေ့ကအစင်အပြေနေတယ်ပေါ့ဗျာဒီနေ့ကအကြိုက်တူမှလည်းကစားနောက်ပြီးတော့ခုနပြောလို့ပဲကျွန်တော်ဗီဒီယိုလေးကြိုက်နှစ်သက်တယ်ဆိုလို့ရှိရင် like နဲ့ subscribe လေးပေးပါနောက်ပြီးတော့ notification တွေလည်းနှိပ်ထားပေးဖို့တောင်းဆိုပါတယ်Telegram channel လေးကတော့ထုံးစံတိုင်း comment ထဲမှာထည့်ပေးထားမယ်ဒါလေးကိုစိတ်ဝင်စားဝင်ထားပေးပါခုညကစားမဲ့ဒီပွဲ3ပွဲဘယ်သင်းကနိုင်မယ်ဘယ်သင်းကရက်တင်အဆင်ပြေမလဲမေးဆိုတော့ comment မှာ comment ပေးလို့ရပါတယ်ခုညမှာလည်းအားလုံးပဲအဆင်ပြေကြပါစေဗျအားလုံးကိုကျေးဇူးတင်ပါတယ်